给中满小我三给中满的，所以ဆရာဝန်ဆန်းကင်းရင်အဲ့လိုပြောတယ်သူဆရာဝန်ဆန်းကင်းရင်ဆိုလို့ရှိရင်အခုဒီမှာရှိတဲ့လူတော်တော်များများလဲလေဆရာပဲတုံးကြတယ်မြန်မာပြည်လာတဲ့လူတွေလည်းဆရာပဲတုံးကြတယ်နော်အမှန်အဲ့ဒါဆရာမဟုတ်ဘူးအဲ့ဒါစောနော်ဝန်ဆန်းကင်းရင်လို့ဖြေထားနော်အမှန်တော့ဝန်ဆန်းမဟုတ်နော်ဝန်ဆန်းကင်းရင်ဒီစကားကလည်းနည်းနည်းကြီးတယ်နော်ဝန်ဆန်းကင်းရင်ဆိုတော့ငါအတွေ့အကြုံအသိလိုချင်ပါတယ်လို့ပြောတာအဲ့တော့ဟိုကမေးလာမယ်နေကတော့ရောင်းမဲ့ကိန်းရင်လဲမင်းအဲ့ဒီမှာဘာအသေးကြုံရလဲနော်အဲ့လိုတွေပါမေးလာလို့ရှိရင်ကိုဘယ်လိုဖြစ်မှာလဲကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာလေအင်တာဗျူးအမှားတချို့ကျွန်တော်ပြောပြပေးမယ်နော်မြန်မာပြည်ကနေပြီးတော့လာတဲ့လူတွေလည်းဒီတိုင်းပဲပြူကြတယ်နော်ပြီးလို့ရှိရင်မကောင်မှာလောက်ပြီးသားဟို3နှစ်5နှစ်တမားတွေဆိုလို့ရှိရင်လည်းပေါ့နော်ဒီလိုမျိုးပဲပြူကြတယ်အဲ့တော့အဲ့လိုမျိုးပြူမဲ့ဆိုလို့ရှိရင်ဘယ်လိုအထိပ္ပယ်တွေရောက်လဲဘယ်ဟာတွေကမှားနေတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမယ်နော်ကျွန်တော်ဒီနေ့မှာကျွန်တော်တင်နန်းသား2ယောက်ပေါ့နော်တယောက်ကတော့ဟိုမြန်မာပြည်မှာ9နှစ်လောက်တင်ဖူးတယ်လို့ပြောတယ်ဒါပေမဲ့သူ့အင်တာဗျူးကြည့်တာဟိုတော်တော်လေးအဆင်မပြေဘူးနောက်တယောက်ကကျတော့ကျွန်တော်ရှိမှတတ်တာမှကြာသူလည်းဒီလိုပဲပြူတယ်နော်သူ့လည်းကျွန်တော်ပြင်ပေးထားတယ်တော့ဒီတယောက်ကတော့မပြင်ပေးရသေးတဲ့တယောက်ပေါ့နော်အဲ့ဒါဘယ်လိုမျိုးလေးပြူလဲဆိုတော့ကျွန်တော်ပြောပြမယ်နော်တော့ကြည့်စမ်း你要弄啥？我叫阿嘎做么？你可以叫我阿嘎，我要一百。နော်နေဟောလို့ဆိုင်တဲ့ငေါကျော်အကာစောမိုးတဲ့ဆိုတော့အထိပ္ပယ်ကနေဟောလို့ဆိုင်တထိမင်္ဂလာပါနော်မှန်တယ်ငေါကျော်အကာစောမိုးဒါကမှားတလားလို့ဆိုတော့မှားတော့မမှားပါဘူးဒါပေမဲ့ငေါကျော်ဆိုတဲ့အထိပ္ပယ်ကနော်နာမည်ခေါ်တာဟုတ်ပေမဲ့ငေါကျော်ဆိုလို့ချင်းငါခေါ်တယ်ခိုင်းတယ်ဆိုတဲ့အထိပ္ပယ်မျိုးရောက်တယ်နော်အဲ့တော့အမှန်ဆိုလို့ချင်းငေါ်ဟိုင်လို့ပြောရမှာနော်ငေါ်ကဲမန်ဟိုင်ငါရဲ့နာမည်ကတော့ဖြစ်ပါတယ်ပြောချင်ပြောမပြောချင်လို့ရှိရင်ငေါ်ဟိုင်နော်အာကာစောမိုးဒီလိုမျိုးပြောတယ်ဆိုလို့ရှိရင်ပေါ့နော်ပို့ပြီးတော့ကောင်းပါတယ်လို့အကြံပေးချင်တယ်65ကို我要65公，你可以叫我阿嘎，我要164ကို我要65公斤，我还没。ဟိုစီယမ်ကိုပြောတာတော့မှန်တယ်ပေါ့နော်ဒီမှာလှဆောင်ကုန်ကန်လှဆောင်ကုန်ကန်ကလေဒီမှာကျွန်တော်တို့အင်တာဗျူးတွေမှာဆိုလို့ရှိရင်ကုန်ကန်မတုံးဘူးပေါ့နော် KG ပဲအများဆုံးတုံးပါတယ်ပေါ့နော်ဥပမာလှဆောင် KG ခြုံဆိုတာလေးရနော်လှဆောင် KG ခြုံဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်我没结婚，我要到时我係公主畢業，我是講識聽廣東話。နော်ငေါ်မေကဖန်ဒါလည်းမှန်ပါတယ်ငေါ်ဟိုက်တုတ်ရှိငေါ်ဟိုက်ကိုကြုံပတ်ရအများကြီးပြောစရာမလိုဘူးနော်ပြီးတော့နောက်တစ်ခုဒီနိုင်ငံကကျွန်တော်တို့ဘွဲနဲ့ပညာနဲ့လာတဲ့နိုင်ငံလည်းမဟုတ်ဘူးလေနော်ဒါကြောင့်အလုပ်အကြောင်းလေးတွေပြောမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ဒီဘွဲတွေပါတွေကြတော့လေကိုကြုံပတ်ရပဲဖြစ်ဖြစ်ဟိုဘွဲပဲရဘလောက်ပဲ10တန်းနေအောင်လည်းပဲပြောတန်စာတက်တဲ့လူနဲ့စာမတက်တဲ့လူကတန်ရှင်းရအတူတူပဲအလုပ်လုပ်ရတာဖြစ်တယ်နော်အဲ့တော့ဟိုဥပမာကိုကဟိုပညာနဲ့ဖြူရတဲ့နေရာမျိုးမှာဒါလေးထည့်တယ်ဆိုတော့ပိုကောင်းပါလေပေါ့နော်ဟိုဒီမှာကိုကြုံပတ်ရည်တွေပါတယ်ဆိုလို့ရှိရင်လည်းဟိုဒီမှာအလကားပဲပေါ့နော်ဒါကြောင့်မို့ဖြစ်နိုင်လို့ရှိရင်တော့ကိုကြုံလောက်ဆိုလို့ရှိရင်လည်းရပါပတ်ရည်ဟိုထည့်စရာလည်းမလိုပါဘူးနော်我是講識聽廣東話同埋英文，我唔識。我識講識聽廣東話同埋死文我လည်းသူပြောတာကမပြီးဘူးနော်廣東話同埋英文，我唔識寫中文，我冇人學嘅嘛。我唔識寫နော်唔識寫မဟုတ်ဘူးနော်တော့唔識寫လို့သူကဖြေထားနော်မရေးတတ်ဘူးလို့ပြောတာနော်唔識寫中文နော်唔識寫中文လို့ပြောနော်我冇人學嘅嘛，我有阿爸。ဒါမိသားစုအကြောင်းဖြစ်တယ်အိုမွန်းရောင်ကဲအမားနော်ဆိုလို့ရှိရင်ဟိုမိသားစုအကြောင်းလေးတွေကသူတို့ကမေးတတ်ပါတယ်အဲ့ဒီမေးတဲ့အချိန်မှာကိုကဖြေမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ဘာလို့ဆိုကိုကကိုယ့်ရဲ့ personality အကုန်လုံးပြောလိုက်ပြီဆိုလို့ရှိရင်သူတို့ကဟိုမေးစရာက
တခြားအကြောင်းတွေမေးလာလို့ရှိရင်ကိုနားမလည်မှာစိုးရင်ရတယ်ဒါကြောင့်မလို့မိသားစုအကြောင်းတွေဘာတွေကသူတို့မေးလာလို့ရှိရင်ဖြေဖို့အတွက်ကိုပဲထားရမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါကြောင့်အကယ်၍ဖြည့်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တကိုယ်ရေး personal ကိစ္စလောက်ပဲဖြည့်တာကောင်းပါတယ်လုပ်ငန်းအတွေ့အကြုံနဲ့ 阿妈三个黑年纪没，一个三个，一个三了，我还带了。我亲要多给动漫小，我三个人动漫。 ငေါချင်းဟော့တုတ်ခေလို့သူပြောတယ်နော်အမှန်တော့အဲ့ဒါမပြောအောင်နော်ချင်းဟော့တုတ်ခေဆိုတာချင်းအမှန်တော့ကျွန်တော်တို့ချင်းဟော့တုတ်ခေဆိုတာချင်းကျိန်ကိုပြောတာကျွန်တော်မြန်မာပြည်မှာကဗီဇာနဲ့နေရတာမဟုတ်ဘူးလေနော်ဒါကြောင့်ချင်းဟော့တုတ်ခေဆိုလို့ရှိရင်အစိမပြေဘူးအားကြောင့်ဖြေမယ်ဆိုလို့ရှိရင်တကယ်ဖြေမယ်ဆိုလို့ရှိရင်ရင်စိန်ဟောက်ရောနော်ရင်စိန်ဟောက်ရောငါစာချုပ်ပြည့်သွားလို့ဆိုတဲ့အကြောင်းပြောရမှာနော် 动漫小，我三个人动漫的。OK，动漫小，我三个人动漫。一个三了，我还带了。我亲要多给动漫小，我三个人动漫的。所以。 ဆရာဝန်ဆန်းကင်းရင်အဲ့လိုပြောတယ်သူဆရာဝန်ဆန်းကင်းရင်ဆိုလို့ရှိရင်အခုဒီမှာရှိတဲ့လူတော်တော်များများလဲလေဆရာပဲတုံးကြတယ်မြန်မာပြည်လာတဲ့လူတွေလည်းဆရာပဲတုံးကြတယ်နော်အမှန်အဲ့ဒါဆရာမဟုတ်ဘူးအဲ့ဒါစွန်နော်ဥပမာငေါစွန်စိတ်ငေါစွန်ဟွေနော်ငေါစွန်လေငေါစွန်ဖန်အဲ့ဒီစွန်နော်ကိုယ့်ရဲ့ဆန္ဒကိုပြောတာဖြစ်တယ်အမှန်ဆိုလို့ရှိရင်ပေါ့နော်ငေါစွန်နော်ဒီမှာသူဖြေတာဆိုလို့ရှိရင် 晚上跟人咯ဖြေထားနော်အမှန်တော့晚上မဟုတ်နော်晚上跟人ဒီစကားနည်းနည်းကြီးတယ်နော်晚上跟人ဆိုတော့ငါအတွေ့အကြုံအသိလိုချင်ပါတယ်လို့ပြောတာအဲ့တော့ဟိုကမေးလာမယ်နေကတော့ရောင်းမဲ့跟人လဲမင်းအဲ့ဒီမှာဘာအတွေ့အကြုံရလဲနော်အဲ့လိုတွေပါမေးလာလို့ရှိရင်ကိုဘယ်လိုဖြစ်မှာလဲနော်ဒီမှာမင်းအတွေ့အကြုံဘာအတွေ့အကြုံလိုချင်တာလဲဒါမျိုးတွေပေါ့နော် မေးလာလို့ရှင်ကိုဖြေရခတ်တော့ဒီစကားနည်းနည်းကြည့်ရဲเนาะအဲ့တော့ဒါတွေထည့်မဲ့စားပေါ့เนาะတခြားဟိုအကြောင်းအရာလေးတွေထည့်မဲ့ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့เนาะ 可以帮我别个做嘢，我还咧可唔可以帮我别个做嘢？老細呢個又話咧可唔可以幫我？唔該老細呢個唔好เนาะ呢個เนาะ呢個又係咧幫我ဘာဖြစ်လဲ 老細呢個又話咧可唔可以幫我別個做嘢？又係咧可唔可以幫我俾我做嘢เนาะမင်းကကိုအလုပ်ရှိလို့ရှင်မဟုတ်အလုပ်ပေးလို့ရမလားပေါ့နော်ဟောမောကြိုရဲအမှန်ဒါကကြိုရဲမဟုတ်ဘူးနော်ကြိုရဲဆိုတာဒီလိုလုံနေတဲ့အလုပ်တွေကိုတုံးရမှာကုန်းစီတို့ကုန်းကြော်တို့ကြိုရဲတို့နော်ဟိုက်ကုန်းတို့ဒါတွေကအထိပ္ပယ်တုံးရတာမတူဘူးနော်我還好，我看了這個我發現好多。我喊好看了這個我發現好多這個啥？我看了這個我發現好多這個啥？我喊好啊ဘာပြောရလဲမသိပြီးမှကြော်လဲသူ့ပြန်မေးကြည့်အောင်မနော်我看了這種我唔怕辛苦ဒါတွေတော့ကောင်းပါလေနော်ဒါကတော့မြန်မာပြည်မှာ9နှစ်လောက်တင်ထားတဲ့တယောက်ပေါ့နော်ဟုတ်ကျွန်တော်ထိုင်းပေးထားတဲ့တယောက်ကိုကျွန်တော်ပြပေးမယ်နော်苗老細，而家我自己介紹俾你啊！我嘅名係葉連強，我而家25歲啊！我嘅身體係180cm高同埋56 kg 重，我喺緬甸人。之前我哋緬甸嗰度做過保安同埋清潔人員嘅，咩工作做嘢都我唔怕辛苦啊！如果你有機會俾我嘅話咧，我要俾心機做嘢啊！အဲ့တော့ကျွန်တော်သူ့ကိုလည်းဒါနည်းနည်းလေးတွေကျွန်တော်ပြင်ပေးတာဒါတင်ညာလေးတွေဒီလိုထည့်ကောင်းတယ်ဟိုညာလေးတွေဟိုလိုထည့်လို့ရှင်တော့ကောင်းတယ်ဆိုပြီးတော့ကျွန်တော်ပြင်ပေးထားပါတော့ဒါကကျွန်တော်ကဘယ်လိုညမှာဘယ်လိုသုံးရမယ်ဆိုတာလေးတွေကိုပေါ့နော်ကျွန်တော်ပြောပြတာဖြစ်အကယ်၍တိတိကျကျတိတိကျကျလေးပေါ့နော်တင်ချင်တယ်ပြီးတော့နောက်တစ်ခုကဘယ်လိုမျိုးတွေဖြူရမယ်ဆိုလို့ရှင်ပေါ့တရားလူတွေဘာမျိုးလေးမင်းနိုင်နေဆိုတာလေးသိချင်လို့ရှင်တော့ကျွန်တော်တင်နှမ်းမှာကျွန်တော်အစဆုံးအကုန်လုံးကျွန်တော်တင်ပေးပါတယ်ပေါ့နော်အကယ်၍သိချင်တာတစ်ခုခုရှိလို့ရှင်ပေါ့နော်ကျွန်တော်ချက်ပေါက်ကနေပြလာရောက်
မေးမြန်းလို့ရပါတယ်ပေါ့နော်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်